အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ပိတ်ရက်ပေါ့နော်ပိတ်ရက်ဆိုရင်မဲ့အပြင်သွားမလို့အောင်မိုးရလည်းရွာတော့အပြင်မသွားပြတော့ဘာလို့ရင်ကောင်းမလဲဆိုပြီးစဉ်းစားဖြစ်ချင်တော့ဒီနေ့မမရရဒီနိုင်လေးဝယ်တာပေါ့နော်နိုင်လေးဝယ်တာဒီနေ့ရောက်လာအဲ့တော့နိုင်ကိုကြိုက်တယ်ကွာစုပြစ်တယ်ဆိုတာထက်ကြိုက်လို့ဝယ်တယ်ပေါ့နော်ဝယ်ပြတယ်ဈေးကြီးတော့မဝယ်နိုင်ပါဘူးကြိုက်တာပေါ့ဒါပေမဲ့မဝယ်နိုင်သေးဘူးကွာအဲ့တော့ဒီနေ့နိုင်လေးတစ်လုံးရောက်လာတယ်ရောက်လာတော့ကိုမှရှိရဲ့နိုင်လေးပြရင်နဲ့အဲ့နိုင်လေးမှလည်းဘယ်လိုပြောမလဲဘယ်အချိန်မှာဘလို့ဝယ်ခဲ့တယ်ဆိုရက်သူရဲ့ history လေးလားအဲ့လိုလေးနည်းနည်းရှိတယ်ပေါ့နော်အဲ့နဲ့နိုင်လေးပြကြလို့ပါနိုင်ရကိုဘယ်နှလုံးရှိလဲဆိုတော့2 4 6ဒီမှာပတ်ထားတဲ့ဟာနဲ့ဆိုရင်9လုံးမှာပေါ့နော်ရေးကြီးရောမဟုတ်ပါဘူးအဲ့ဒီတစ်လုံးချင်းပြပထမဆုံးဂျပန်မှာဝယ်ခဲ့နိုင်လေစပြမယ်ပထမဆုံးဂျပန်မှာဝယ်တဲ့နိုင်လေဟာဒီနိုင်လေကစီယိုရဲ့ဂျီရှော့ပဲပါလဲမသိဒါပေမဲ့ဒီလိုများလားမသိဒီလို6မြောက်ပုံလေးပေါ့နော်အဲ့လေကြိုက်လို့ဆိုပြီးတော့ဝယ်ခဲ့တာဒီနိုင်ကအခုလက်ရှိထဲမှာတော့နိုင်ကြီးထဲမှာဈေးကြီးဆုံးနိုင်ပေါ့နော်ဂျပန်မှာပထမဆုံးဝယ်ခဲ့နိုင်ကြီးအဲ့တော့ဘယ်လိုဝယ်ခဲ့ရလဲဆိုတော့အဲ့တော့ကျောင်းကမလောက်လို့ဆိုပြီးတော့အင်ရပတ်စံပို့လိုက်တာပေါ့နော်အဲ့ပတ်စံတွေကနေဝယ်လာဘလို့ဆူလဲသာအဲ့ပတ်စံတွေကနေဝယ်လာပြီပြီးတော့နောက်တစ်ခုကကြတော့ဘာဝယ်လဲဆိုတော့ဒီနိုင်လေးဝယ်ဒီနိုင်ကကြတော့ဒီလိုကျိုးပေါ့နော်ဒီကျိုးလေးသဘောကျလို့ဝယ်ခဲ့တာပြီးတော့သူရဲ့ဒီဘာလို့ပြောရမလဲ Tiffany blue ရောင်လေးလားဒီနောက်ကဟာလေးပေါ့နော်အဲ့လိုကြိုက်လို့ရဒါလေးလည်းဘယ်လောက်မှမရှိဘူးရမ်းဘလောက်ရမ်း6,000 လောက်ပေါ့ဒီနိုင်လေးဒါပေမဲ့ဒါတိတ်ခုနကတိတ်မဝစ်ဖြစ်ဘူးဝတ်တော့ပါဒါပေမဲ့ရမ်း favorite ထဲမပါတော့ဒီနိုင်ကြီးကဒါပေမဲ့ကြိုက်ပါတယ်ဒီနိုင်ကိုဆိုရင်လည်းအဲ့လို vintage ပုံစံလေးပေါ့နော်အဲ့လိုအရင်ခေတ်ကအဲ့လိုပုံစံမျိုးလေးကြိုက်တယ်အဲ့ဒါတစ်လုံးပြီးနောက်တစ်လုံးပြနောက်တစ်လုံးကတော့ဒီနိုင်ဒါတော့တော်များသိပါတယ်ကစီယိုရဲ့ low key လေး low key နိုင်လိုတိုင်းမှာရှိထားတဲ့နိုင်လေးပေါ့နော်ဒီနိုင်ရပြောရမယ်ဆိုရင်ဒါဒုတိယမြောက်အလုံးပထမတစ်လုံးရှိတယ်ပထမတစ်လုံးကဘယ်လိုဖြစ်တာလဲဆိုတော့အဲ့တော့ JLPD ဆောင်းဝဲတော့ဖြစ်တယ် JLPD ဆောင်းဝဲတော့ဖြစ်တော့အတန်းထဲမှာအတန်မမီရဘူးနိုင်ရအလန်းနဲ့မြည်လို့မရဘူးလို့ဖုန်းအတန်မမီရဘူးလေပါဆရာမကြီးအော်ကြတယ်ကွာအတန်မြင်ထွက်ရမယ်ပါအဲ့တော့9 နာရီကမှတ်ရအလန်းအတန်မြင်တစ်လုံးရှိတယ်ဒါပေမဲ့ဒီ box ထဲမှာပဲထည့်ထားတဲ့ခါကျတော့ဘယ်အလုံးကမြည်မှန်းသိတယ်ကွာဒါပေမဲ့ confirm ဖြစ်ချင်လို့ပေါ့နော်ဒီဆရာဒီနိုင်ကိုကိုစီမှာမြူထားပဲနဲ့ဆရာမတော့ပေးရလိုက်တာတော့ပြရတဲ့ခါကျတော့ဆောင်းဝဲဖြေပြန်ရောပြန်ပြီဆိုတော့တည့်ရတိုင်းထောင်းလာနိုင်တယ်မှာရှေ့ကကိုနဲ့တော့ပြန်လာပြန်ပြီးတော့အဲ့တော့ကဖြေတဲ့ဒီတက္ကသိုလ်ကနေပြီးတော့ဘူရာကိုဗစကားစီးရသေးတယ်ဒီဂျပန်မှာ JLPD ဖြေရင်တော့များသိပါတယ်အဝေးရတော့ဖြေရကွာဗစကားစီးရအဲ့ဗစကားပေါ်ရမှာဒီနိုင်ကြံခဲ့ဆိုတာတတိရတယ်ဟာဒီနိုင်တော့မဟုတ်ဘူးเนาะသူရှက်တယ်လို့ဟာသွားပြီပေါ့ငါနိုင်ကြံခဲ့ပြီပေါ့ဒီမှာပြန်လှည့်ယူဖို့ကလည်းစဉ်းစားပြန်တော့လေကုလိုကနိုင်ပြန်သွားဖို့ကလည်းအဲ့တော့ပတ်စကားတွေကအဲ့ချိန်ကကိုရီဖျားရဲ့ချိန်ကဒီတက္ကသိုလ်တွေပါပိတ်ထားတဲ့ချိန်ဆိုတော့ဘယ်လိုပြောရမလဲကအမြဲတမ်းရှိမနေဘူးနိုင်ဝတ်တစည်းတို့အဲ့လို45မိနစ်တစည်းတို့အဲ့လိုအချိန်တွေမှရှိတယ်အဲ့လိုလည်းရမ်းပြန်ချင်နေပြီလေတော့အဆောင်ကလည်းတော့ short ဖြေလာတာဆိုတော့ကဲထားလိုက်တော့ဗောနော်အဲ့နိုင်ရဘလို့
ရှားတော့မရှားပါဘူးဒီနာရီကပြန်ဝယ်လဲရတာပဲဆိုပြီးတော့ပဲJLPT အမှတ်တရပေါ့နာရီတစ်လုံးပျောက်သွားအဲ့နဲ့ပျောက်သွားတော့အဲ့နာရီနဲ့တူရဲ့နာရီလေးဒါပြန်ဝယ်တာဒါပေမဲ့ဒီချိုးလေးကနည်းနည်းกว่าဒီချိုးပေါ့နော်ဒီချိုးလေးกว่าဟိုချိုးကကြောင့်ဘယ်လိုပြောอ่ะနိုင်တေးသေးချာဝါသနာပါလို့ကျွန်တော်ပြောတတ်မယ်တော့မပြောတော့ဒီချိုးလေးกว่าအဲ့နဲ့ပြန်ဝယ်တော့ချိုးမတူပါလေးယူမယ်ဆိုပြီးတော့ဒီနိုင်လေးကိုပြန်ဝယ်လိုက်တယ်ပေါ့နော်ကဲအဲ့ဒါလည်းအမှတ်တရနိုင်တစ်လုံးပျောက်သွားတယ်ပေါ့နော် JLPT စာမေးပွဲအမှတ်တရပြီးတော့နောက်တစ်ခုကကြတော့ဒီနိုင်လေး crazy color ဒါလည်း G-Shock ပါပဲ Casio ပဲ Casio G-Shock ကဒီရလေးပေါ့နော်ဒီရလေးကကြဘလို့မှတ်တရလဲဆိုတော့ Emi ကသူအလုံးဝင်တော့ပထမဆုံးအလုံးဝင်တော့လားမသိဘူးလုံးဝင်ပြီးအေးရတဲ့လာစားလေးနဲ့လက်ဆောင်ဝယ်ပေးရပါတော့အဲလာစားလေးကနေပြီးတော့မှတ်တရဆိုပြီးတော့လက်ဆောင်ဝယ်ပေးရဒီနာကြီးလေးသူကကြောက်ကို crazy color ကြီးပဲဆင်နေတာဆိုတော့သူကလို့လိမ်မော်တွေနီးတွေအဝါတွေဆိုရင်အင်းကြီးပါလားလို့ဒီနိုင်လေးဝယ်ပေးရဒီနိုင်လေဈေးအရင်ကြီးရတော့မဟုတ်ပါဘူးသူဈေးလေးနဲ့သူပေါ့နိုင်လေးဝယ်ပေးရဒီကကြတော့ဝတ်ဖြစ်ပါတယ်ဒါကြတော့ဟိုနည်းနည်းလေးအယောင်ရွေးတော့လေအင်းကြီးရောနည်းနည်းအင်းကြီးရောနည်းနည်းစဉ်းစားတော့ဒီနိုင်လေးပြီးရင်နောက်တစ်ခုကကြတော့ဘာနိုင်လဲဆိုတော့ကစီဝါရွှေနိုင်လေးဒါကတော့အဝတ်ဖြစ်ဆုံးအဝတ်အဖြစ်ဆုံးအကြိုက်ဆုံးနဲ့မှပြောပါဆိုရင်ဒီ Loki နိုင်နှစ်ခုဒီနိုင်နှစ်ခုတော့ရကြိုက်တယ်အဲ့နိုင်နှစ်ခုတော့ရကြိုက်တယ်ဒီနိုင်ရတော့ဒီခုနဟိုထက်ဆိုင်နည်းနည်းလေးဈေးများတဲ့ဈေးများရဆိုတော့ဒီ Casio ဒီ vintage တွေထဲမှာပါရင်တော့နည်းနည်းလေးဈေးများရပေါ့နော်ဒီရွှေပါရင်တော့ဈေးများရဆိုတာလေ9000 8000လောက်ပါဟိုသူတခြားဟိုင်းနဲ့ဆိုင်ဈေးများရပြောပါပေါ့နော်ဒီနိုင်လေးလဲကြိုက်တယ်ဒီနိုင်ကကြတော့ online ကမှလိုက်တာ Amazon လားမသိဘူး Amazon မှာလိုက်တာဒီနိုင်ကကြတော့ဟိုကပဲဝယ်တာဒီယူရိုပါရှိတာယူရိုပါရှိမှာအဲ့သူတို့ဘူးလေးနေလေပလတ်စတစ်ဘူးလေးနဲ့တို့ကကြာဈေးသိမ်းမကျနိုင်တယ်အဲ့လိုထည့်တာအဲ့ရနေဝယ်တာဒါကြောင့် website မှာလည်းမရှိတော့ဘူးအဲ့တော့ဒီရွှေနာရီတားဝစ်ကြရလေရွှေအဲ့လိုတားခစ်စားအဲ့တော့တကယ်တည်းဝစ်ချင်တာ TikTok PRS ကအဲ့လိုရွှေဝစ်ချင်တာမတက်နိုင်အဲ့လိုရပတ်စံမရှိဘူးဗျာပတ်စံကမှအလုပ်လုပ်ပါအကြောင်းလာဘွားတော့ပတ်စံမရှိဘူးအဲ့တော့ဒီဟာလေးငါအားသာပြေဒီဟာလေးလည်းမိုက်တယ်အားသာပြေဝတ်မယ်ဆိုရင်ဒါလေးဝယ်လိုက်တာအရန်ကြိုက်တယ်ဒါပေမဲ့တစ်ခုရှိရဘာရှိရလဲဆိုတော့ဒီ Amazon ကမှားလိုက်တာပေါ့နော်ဝယ်ကြရအဲ့လို error လို့ထင်တာပဲဒါပေမဲ့ကိုသတိထားမိရချင်းမှာအဲ့မှာဒီအစင်းလေးတစ်ခုရှိနေတာပေါ့အစင်းဆိုမှဒီအောက်ဒီဘောင်လေးမှာပဲဒီအပေါ် screen ဘယ်လိုပြောလဲတာဒီမျက်နှာပြင်မှာမရှိဘူးနော်ဒီအောက်ကဘောင်လေးမှာအဲ့လိုချစ်ရပစ္စည်းလေးရှိတယ်အဲ့အစင်းလေးတစ်ခုတော့ပါလာတယ်ပေါ့ဒါပေမဲ့ကြိုက်တော့လက်ခံလို့ရပါတယ်လက်ခံလည်းမတတ်နိုင်လေဘာမှလုပ်လို့မရတော့အဲ့ဒီနာရီလေဒါ Amazon မှာလိုက်တဲ့နာရီဒါဟုတ်တယ်ဒါပထမဆုံးထင်တယ် Amazon မှာလိုက်တာဒီနာရီဒါ Amazon ဒီနာရီပဲမှာဘူးလားဒါပထမဆုံးပဲအပြီးတော့ခုနအလန်းကြီးရဲ့ကိစ္စအလန်းကြီးကဒီနာရီကြီးอ่ะလန်းဒီနာရီကြီးအဲ့လို6နာရီထိုးတို့9နာရီထိုးတို့မြည်ရပြီးတော့မနက်1နာရီလား2နာရီလားမသိဘူး तू အိတ်ထင်ကြရင်အဲ့လိုအချက်တော်မြည်ရ5 6ခါလောက်မြည်ရဘယ်လိုမြည်ရလဲ तू ဘလို့နဲ့လဲမသိဘူးအဲ့လိုအချက်ရေးများများမြည်ရပေါ့နော်မနက်ပိုင်းဆိုရင်ဒီနာရီလေးအလန်းမြည်ရဒီနာရီပြီးတော့နောက်တစ်ခုကဟာလည်းကစီရောပါပဲဖြူလေးဟိုဒါကိုငငယ်ကဝစ်တယ်လေသူရဲ့ဟာလေးရှိသေးအမဲလေးလားမသိဘူးကိုငငယ်ကဆိုရင်ဒါတော့ကိုထွက်တာပေါ့နော်သူကအပြာရယ်ဒီကအကုန်လုံးအပြာရှိတယ်အဖြူရှိတယ်
အမဲလည်းရှိရမှာလေတခြားမမေဘူးဒါကြောင့် website ကမှာလိုက်တာဒီ Casio Classes Casio website ထဲမှာ Casio Classes ဆိုတဲ့ဒီ category တခုရှိရပေါ့နော်အဲ့ရောက်မှာဒီလိုဟာလေးရှိတယ်အဲ့ရမှာလိုက်တာဒါလေးကအပေါ်ဆုံးပဲတော့မရှိဘူးတဲ့နော်2000လောက်ပဲရှိမှာလားမသိရန်2000လောက်ပဲရှိမှာချစ်စရာလေးဒီဟာလေးကကြပေါ့ဝါစမြဲပေါ့နော်ဒီ t-shirt အဖြူတို့ဘောင်းမီအမဲတို့ဘာလို့လဲဆိုရင်ဒီအဖြူလေးကိုဝတ်ဖြစ်တယ်ဒါပေမဲ့နည်းနည်းတော့အရင်တော့နည်းနည်းတော့ဆင်ញင်ရတော့ဟိုအဖြူလေးဆိုတော့လေညက်ပတ်တော့မှာဆိုအိမ်နာကြီးလေးရှိတယ်ပြီးရင်ကဒီနေ့မှရောက်လာရဆိုရင်နာကြီးကိုပတ်ထားနိုင်ပေါ့နော်ဒီနိုင်က times လို့အတန်ထွက်လာ TIMEX X times ဆိုရဟာနဲ့ဒီ Snoopy ရဲ့ collaboration ပေါ့နော်ဒီခွေးလေးဒီနိုင်လေဒီနိုင်ရလေ Amazon မှာလိုက်တာပဲအတူဖြစ်မှာပါညာစိတ်ပုံနေတာမဖြစ်ပါဘူးအဲ့ဒါလည်းမပါဘူးပထမဒီကစီရောမဟုတ်အဲ့တော့မပါဘူးโอเคဒီဟာလေးကတော့ဘယ်လောက်ရန်1000ကျော်တော့ပြရတယ်1000လောက်ပြရပါတော့ဒီဟာလေးဒီ8 times တဲ့ဟာလေး Outlander လား Indigo ဆိုပြီးတော့တခုရှိရကွာသူကညာဘက်ဆိုရင်အဲ့လိုမီးအပြည့်လဲနေတာဒီမျက်နှာပြင်တစ်ခုလုံးမီးလဲနေတာ Indigo ဒီ Casio တို့ဘာလို့ဆိုရင်တခြားဟိုဟာဖြစ်တဲ့လူတွေတော့သိမှာပါဒီမှာဆိုရင်ဖွင့်ပြမယ်နော်ဒီဟာနဲ့ဆိုရင်မြင်ရမလားမသိဘူးတွေ့လားမြင်အဲ့လိုလေးပဲလင်းတာကွာဒီတောင်း corner တစ်ခုကနေပဲသူကအဲ့လိုလေးလင်းတာပေါ့နော်ဒီ times ကကြတော့သူက indigo ဆိုရဲဟာကြတော့ညာဘက်ဆိုအလိုလင်းတာလားနှိမ့်မှလင်းတာလားသိချာမသိဘူးဒါပေမဲ့သူကတော့ indigo မဟုတ် indigo ဘိုင်းကသူကအဲ့ဒီ screen ဒီညနေပြန်တော့မှ indigo ဆိုရေးတာဒီကကြတော့ဒီမှာလင်းပုံပြမှာတွေ့လားချစ်စရာလေးဒါပေမဲ့သူနှိမ့်လိုက်မှလင်းတာနှိမ့်ထားသေးရွေးပဲလင်းတယ်ကွာလွှတ်လိုက်တာနဲ့ဟိုအပြတ်သွားရင်အဲ့လိုမျိုးတော့ဒီနိုင်လေဒါကြတော့ဘာအမှတ်တရနဲ့ကိုယ့်အကူဝဲရလဲဆိုတော့ကိုကဒီ full time အလုပ်လုပ်တဲ့အထိမ်းအမှန်နဲ့အနားတစ်လုံးကိုယ့်အကူဝဲပေးချင်တာဒီပေါ့ဝဲပေးဖို့တွေးထားတယ်တွေးထားပေမဲ့လိုချင်တဲ့နိုင်ကနည်းနည်း citizen နဲ့ကအလိုချင်တဲ့နိုင်ပေါ့နော်ဒါပေမဲ့ဒီလားစာမရသေးဘူးမဝယ်နိုင်သေးဘူးအဲ့တော့ဒီဟာလေးကိုအာသာပြေလေးဝယ်လိုက်တာအာသာပြေမပြေဆိုတာထက်ပြီးတော့ဒီအထက်ကဒီ Snoopy လေးကချစ်ဖို့ကောင်းတယ်ဒီ Snoopy ကတော့ဘယ်လိုပြောရမလဲဟို tennis ကိုရိုက်တဲ့ပုံလေး tennis ကိုလက်ကကင်နာတာကဘယ်လိုလဲနာယူပြရဲပြီးတော့ဒီ tennis တုပ်ကမိနစ်ကိုပြရဲအဲ့တော့ဒီနိုင်လက်တက်နဲ့မိနစ်လက်တက်နဲ့ရွေ့သွားတယ်သူကဒီ tennis ကိုရိုက်နေပုံစံလေးပြောင်းသွားပါတော့အဲ့တော့ဒီຢာလေးကိုသဘောကျလို့အဲ့ဒါဝယ်လိုက်တာဒါတော့ဘယ်လို new shot အမှတ်တရပေါ့ new shot ဆိုတာဒီ full time လုပ်တဲ့ဒါအမှတ်တရနဲ့ဝယ်လိုက်တယ်ဒီနိုင်လေးအဲ့ဒါပါပဲဖိုင်ဟိုမိုးကလည်းဒီနေဆိုဖြည့်ရလို့ရှေ့ရနိုင်လေးထုတ်ပြဒါပေမဲ့ဒီနိုင်လေးကိုတော့ဟိုဟာဒီကျိုးလဲမလားလို့တွေးတာဒီကျိုးပေါ့နော်ဒါကဘယ်လိုခေါ်မလဲနိုင်လုံးကျိုးလားလဲသားကျိုးလေးနဲ့ဆိုလှမှာဒါပေမဲ့ဒီ Snoopy ကဒီမှာမြင်ရမလားမသိဘူးတဲ့မှာအုတ်ထုပ်အနီးလေးနဲ့လေအုတ်ထုပ်လေးနဲ့ဒီနီးလေးလိုက်တာနော်အဲ့လိုလေးရရှိချက်စရာလေးအစားကဒီနိုင်ရဲ့ case ကspecification မှာကြည့်ရောဒီ Amazon specification မှာကြည့်ရော38mm 38ဆိုကိုကလက်ကိုဘာနဲ့လိုက်မှမသိဘူးပါသေးလားတချို့အဲ့နိုင်အဲ့ site တွေရှိရလေနာလက်ကြီးရဲ့လူတို့လက်သေးရဲ့လက်ကြီးရဲ့လူဆိုပဲ site လောက်ဆို okay တယ်တော့မဟုတ်နိုင်ကြီးက help လုပ်ကြီးဖြစ်နေပြီးတော့လှတာမျိုးရှိတယ်အဲ့တော့ဒီ38mm က millimeter ပေါ့နော်ငါနဲ့လိုက်ပါမလားဆိုပြီးတော့တွေးနေဒါပေမဲ့လည်းအဆင်ပြေမှာပါဆိုပြီးတော့အဲ့လိုမှားလိုက်တာအပြင်မှာလည်း website မှာလည်းမရှိဘူးဒီနိုင်က times ကဒီ website မှာလည်းမရှိဘူးအပြင်မှာတော့မကြည့်ပြဘူးပေါ့နော်ဒါပေမဲ့အပြင်မှာကိုတွေ့ရသလောက်တော့မရှိဘူးအဲ့ဒါ
နဲ့ရင်တစ်ထည့်နဲ့ဝယ်လေဒါဒါပေမဲ့ကန်ကောင်းမှနဲ့ပဲအဆင်ပြေသွားရပေါ့အဲ့တော့ကိုလက်အတိုင်းလည်းကိုတိသွားရကွာအော်ငါ38 mmနဲ့ဆိုရင်ငါလက်နဲ့ okay ပဲဆိုပြီးတော့အဲ့လေးကိုတိသွားရဒါပါပဲနိုင်လေးသဘောကျတယ်နိုင်လေးလည်းထဝဲခြင်းသေးတယ်ဟုတ်အဲ့လိုမျိုးအဲ့တော့ပြီးတော့နောက်တစ်ခုကဒီနိုင်ရဈေးကြီးရဈေးပေါ်တာထက်ကိုကြိုက်နေရပြီကိုကြိုက်နေရပြီပြီးတော့အစ်စ်ဖြစ်နေအစ်စ်ပြောအစ်စ်အမှန်ဖြစ်နေရပြီပေါ့နော်တချို့ရဟိုအတုပတ်တိုင်းပါရှိရလေအတုပတ်တိုင်းပါလို့ကြီးကြတယ်ဘာလို့မပတ်နိုင်အောင်ပတ်နေပေါ့နော်ပတ်နိုင်အောင်ပတ်နေကိုတက်နိုင်တဲ့ဟိုအရာပတ်အစ်စ်ကိုပတ်အစ်စ်မွေးနိုင်ပတ်ဘူးကွာတချို့ဖက်နဲ့လေးလည်းလိုပဲလေစနိကာရွားကိုမြန်မာပြည်မှာလည်းရှိတယ်မြန်မာပြည်မှာမဟုတ်ပါဘူးရှိမှာပါလဲဟာဘယ်လိုခေါ်တာ quality A တို့ B တို့လေအဲ့လိုရှိရမလားဘယ်လိုလဲမသိအဲ့လိုရှိရလေတချို့ဘာလို့မှလဲနော်စနိကာကိုဆိုလေဟိုးပုံစံတော့ဝယ်ခဲ့ဦးရထင်တယ် Adidas အဝါလေးလားမသိအဲ့တော့2လားဆက်လာတော့မသိပါဘူးဗျာအဲ့တော့ဝယ်ခဲ့ဦးတယ်ဒါပေမဲ့တိတက်တဲ့အချိန်ရောက်တဲ့အချိန်မှာတိတက်တဲ့အချိန်ကကိုပစံကိုရှာနိုင်တဲ့အချိန်ပေါ့နော်ကိုဆောင်ရှာနိုင်တဲ့အချိန်မှာတော့အတူမွယ်ဘူးကိုလည်းမဟုတ်ဘူးကိုERKလားအတန်ဘလို့ထွက်တယ်မသိမြန်မာပြည်မှာတော့ဆိုရင်မြန်မာမှာတော့ဆိုရင်ခက်စားလေခုတော့မှခက်စားရထင်ပါတယ်လေတန်းစက်တော့မှာတော့ဆိုအဲ့တော့ promotion ခဏခဏချတယ်ဟိုတရားဝက်တရားလက်ဆောင်တော့ပါတော့အဲ့ခါကျရင်မှတ်မိတယ်တငယ်ချင်းတယောက်နဲ့အဲ့တငယ်ချင်းကိုအော်စီမှာတင်တယ်အဲ့တငယ်ချင်းနဲ့အဲ့လို share ပြီးဝယ်ရပါတရားဝင်တရားရဆိုတော့ပြီးရင်တက်တာတွေပေါ့ဈေးက9000လောက်နဲ့ဆို200လောက်ရတယ်အဲ့တော့ဆိုရင်အဲ့လိုမျိုးဝယ်တယ်ပြောချင်တာဟိုဒီအတူရောင်လေးဟိုမဖြစ်နေပေါ့နော်ဘယ်လိုမတုံးနဲ့ပြောရမလားမဝင်းနဲ့ပေါ့ဒါမှမဟုတ်ချင်လည်းဝတ်ပါကိုပစံနဲ့ကိုလှုပ်ချင်တာလှုပ်နေတာပေါ့ဒါမှဒါပေမဲ့မကြိုက်ဘူးဟိုအစင်ဝင်နိုင်မွေးဘူးကွာအတူတော့မွေးအစင်ဝင်နိုင်မွေးဘူးအတူကငါမဝယ်ဘူးဆိုတဲ့စိတ်ကလို့ဟယ်လိုပါဘာမှမဟုတ်ပါဘူးမိုးကလည်းအေးနေတော့လီလာဖုတ်တာဒါတော့ဒီနေ့ရရင်နိုင်တယ်ချစ်စရာလေဟယ်လိုကတ်တုံးဟိုလေးနဲ့နိုင်လေးလိုချင်နေကြတယ်so ပြီးတော့ citizen ကစုယိုနာလား TSUYON စုယိုနာဘာလားမသိဘူးအဲ့တော့လုံးဝဒီလိုဟာပုံစံမျိုးပေါ့နော်ကိုမှမရှိသေးတဲ့ပုံစံမျိုးအဲ့လေးလည်းဝယ်ခြင်းနဲ့အဲ့ဒါရဲ့37 mm ပေါ့ဒါပေမဲ့ဒီနားရဝယ်ကြည့်လိုက်ပြီဆိုတော့ဒီ37 38ကကိုနဲ့လိုက်တယ်ဆိုတာသိသွားပြီအဲ့တော့အဲ့တွေကလိုချင်တယ်အဲ့တွေကထိုင်းကွက်အစိမ်းလေးမဟုတ်ရင် Tiffany blue ပြရောင်းနေလိုချင်တယ်ဘာလေးဖြစ်မှမသိဝယ်ပြမလားမဝယ်ပြလားမသိသေးပါဘူးဒီတိုင်းပဲအားချောင်းလားကောလုံးကျေးဇူးတင်ပါတယ်